နေမာရဲ့အများဆုံးဝဲပါနဲ့လာကိုဆိုရမင်းကမိမလာတဲ့မာရဲ့လာရဲ့ဘုံမြချက်ကဝဲတဲ့ကလေးလိုပဲတော့ပါလို့နဲ့ဒီနှလုံးပဲနဲ့ဟန်သာညိုရတဲ့မေလိုမရနိုင်မာရဲ့ပြုံးနေတယ်ကိုရလို့နဲ့မာရဲ့အလားတွေလဲဟိုချိန်မှာတော့သူပြင်မယ်ချူကဲရသူရဲ့နဲ့